ဟိုး cell သေးသေးလေးကလေးอ่ะပေါ့နော် cell သေးသေးလေးကလေးอ่ะကျမတို့ကအနှွေးတက်နဲ့အသက်ဆက်ခဲ့ရတယ်ဒီအနှွေးတက်ကနေမှတဆင့် cell ကနေပွားလာတယ်ပွားလာတယ်ပွားလာတယ်နောက်ဆုံးမှလူသားအဖြစ်ဖြစ်လာတယ်အဲ့တော့ကျမဒီမှာအခုဒီနေ့ရောက်နေတဲ့ audience တွေကိုကျမတစ်ခုမေးချင်တယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့ ਨੇ ဒီလက်တကမ်းကွာမှာလူတစ်ယောက်ကလဲနေတယ်ပေါ့နော်လဲနေရနော်လှဲနေရမဟုတ်လဲနေတယ်အဲ့လူဒီကြည့်လိုက်လို့ရှိလို့ရှိရင်မျက်လုံးလေးပိတ်ပြီးတော့လဲနေတာသူသေနေတာလားသူအိပ်နေတာလားဆိုတာကိုကျမတို့ဘယ်လိုသိနိုင်မလဲဟုတ်တယောက်ကဖြေပါတယ်အသက်ရှူတာတဲ့ဟုတ်တာပေါ့နော်အသက်မရှူရင်တော့သေနေပြီပေါ့အသက်ရှူရင်တော့ရှင်သေးတယ်ပေါ့နော်နောက်တနည်းအားဖြင့်ဆိုရင်ရောကျန်တဲ့လူတွေကျမကိုဝိုင်းဖြေပေးပါအောင်အသက်မရှူတော့ပေမဲ့လေဟိုဟာဘယ်လိုပြောမလဲသူ့ခန္ဓာကိုယ်ကပူလားအေးလားအဲ့လိုမျိုးပေါ့သတိလစ်နေတာမျိုးဆိုရင်ခန္ဓာကိုယ်ကနှွေးနေမှာပဲလေဟုတ်တယ်ကျွန်တော်ဟုတ်တယ်တော့အဲ့လိုထင်တာဒီဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တကယ်ဆလို့ဒါရာကြီးကသိခဲ့တာနေတာဆိုရင်သူ့ခန္ဓာကိုယ်အိပ်ဆက်သွားမှာပေါ့ဟုတ်ဒီချေဟုတ်တယ်ကျမအဲ့မှာလိုပါပါเนาะတကယ်တော့ဒီ WAMP ကိုစပြီးမပြောခင်မှာအဲ့မေးခွန်းကိုမေးရမှာအခုက WAMP ကိုတင်ထားပြီးတော့မှမေးခွန်းမေးလိုက်တော့ကြတော့လေတကယ်အဖြေကပါနေပြီးသားလေเนาะအဖြေကပါနေပြီးသားဘယ်လိုလဲဆိုတော့သိနေတဲ့လူနဲ့အိတ်နေတဲ့လူကဘာကွာလဲဆိုလို့ရှိရင်အနှွေးတက်ပဲတေကာစားလို့တော့ကတ်မပြောနဲ့ပေါ့နော်တေကာစားမှာတော့အနှွေးတက်ကမကုန်သေးဘူးပေါ့အဲ့တော့တေနေတဲ့လူနဲ့အိတ်နေတဲ့လူဘာကွာလဲဆိုလို့ရှိရင်အနှွေးတက်ကျမတို့အသက်ရှင်ခြင်းနဲ့တေခြင်းနဲ့ကြားထဲမှာပိုင်းခြားပေးထားတဲ့တက်ကတစ်ခုပဲ one အနှွေးတက်အဲ့ဒါကြောင့်မို့လို့ကလေးတွေမှာလည်းကလေးရဲ့လို့စဖြစ်ပြီးကလေးဆိုတာမှန်တယ်ကြတော့လူပေါ့နော်လူသားရဲ့လို့စပြီးတော့ဖြစ်တော့မယ်ဆိုလို့ရှိလို့ရှိရင်ကျမတို့ဘိုက်ထဲမှာ cell သေးသေးလေးစပြီးတော့ဒီမမျိုးဦးနဲ့ဖိုမျိုးဦးနဲ့ပေါင်းအာနေ cell သေးလေးစဖြစ်တယ်အဲ့ cell သေးသေးလေးကနေအနှွေးတက်ကလေးရတဲ့အခါမှာတဖြည်းဖြည်းနဲ့ cell အကြီးကြီးဖြစ်လာပြီးတော့ကလေးလေးဖြစ်လာတယ်တချို့ဆိုရင်ဒါဒီကိုဝင်ဒီဘိုက်ထဲမှာကလေးလွယ်ထားရင်းနဲ့မှာပေါ့နော်အကျိုးအကြောင်းမသိလို့ကလေးလေးအသက်မရှိတော့တဲ့အမေတွေဆိုရင်ဒီ feeling ကလေသိလိမ့်မယ်ဘယ်လိုလဲဆိုတော့အသက်ရှင်နေတဲ့ကလေးလေးကလေရုတ်တရက်အထဲကနေပြီးတော့နှလုံးကုန်ရက်သွားပြီးတော့အသက်ဆုံးရှုံးသွားတဲ့အခါမှာလေဘိုက်ထဲမှာသူ့ရဲ့အနှွေးဓာတ်ကမရှိတော့သူ့ရဲ့ဘိုက်ထဲမှာခံစားရတဲ့အေးဆက်ဆက်ဓာတ်ကြီးတစ်ခုอ่ะ तू ဘလို့မှမဖော်ပြတတ်ဘူးပေါ့နော်ဒါကျွန်မအတိတယောက်ဆိုရင်ပြောပြတာသိနေတယ်တဲ့ဘိုက်ထဲမှာအဲ့ဒီကလေးလေးပထမအသက်ရှင်နေတုန်းကအနှွေးဓာတ်ကလေးတစ်ခု तू ခံစားမိနေရပေါ့နော်အဲ့လိုဘလို့သိရလဲ तू ကအဲ့လိုမျိုးဖြစ်ချင်းမှာငါတဲ့ကလေးရတဲ့နှလုံးမကုန်တော့ဘူးထင်တယ်နင်ကလည်းလို့စိတ်ထဲကထင်တာနေမှာပါဆိုတကယ်လည်းတကယ်အထောက်ထောင်းသွားရတော့ तू ကကလေးကနှလုံးဆက်မခုန်တော့ဘူးသူကတော့မွေးရပါကလေးလေးကမွေးရပါတခြားယောဂတစ်ခုကြောင့်ပေါ့နော်နှလုံးခုန်ရက်သွားတော့နောက်ဆုံးကလေးလေးကိုဒီတိုင်းပဲခွဲထုတ်လိုက်ရတယ်ပေါ့နော်အဲ့တော့ငါသိနေတယ်အဲ့အနှွေးဓာတ်ကမရှိတော့ဘူးလေဆိုတော့ဒီအနှွေးဓာတ်ကအရေးကြီးတယ်ပေါ့နော်လူသားစပြီးတော့ဖြစ်လာတယ်ဆိုကြတဲ့ကမိခင်ဝမ်းထဲမှာ6 လကြာအောင်ဒီအနှွေးဓာတ်နဲ့နေခဲ့ရတဲ့ကလေးလေးပေါ့အဲ့တော့ဟုတ်ပြီ6 လကြာအောင်ကျမတို့ဒီကလေးလေးကဗိုက်ထဲမှာနေခဲ့ရတဲ့ကလေးလေးကိုအပြင်ထုတ်လိုက်တဲ့အခါမှာဘာကိစ္စနဲ့လေကလေးကလေအမလီပူတတ်တယ်ဗာလဲနှီးတွေလည်းမပတ်ပေးနဲ့တို့ခေါင်းတွေလည်းမထုတ်ပေးနဲ့တို့ဘာလို့ပြောကြရလဲပေါ့နော်အဲ့တော့နိုင်ငံခြားမှာလည်းဒီလိုပဲဆိုတာနိုင်ငံခြားမှာဒီလိုပဲဆိုတာကလေဘာကိုကြည့်ပြီးတော့သိတာလဲနိုင်ငံခြားကဇလန်းတွေကိုကြည့်ပြီးသိတာလားဘယ်အရာကိုကြည့်ပြီးသိတာလဲเนาะဇလန်းဆိုတာသူတို့ပြချင်တဲ့ဥစ္စာကိုကွက်ပြီးတော့ပြတာလေเนาะသူတို့တကယ်ကြီးကျင့်သုံးနေတဲ့ကျန်းမာရေးဆောင်ရှောက်မှုကဘယ်လိုလဲဆိုတာကျမတို့မသိနိုင်ဘူးလေအဲ့တော့နိုင်ငံခြားမှာဒီလိုပဲဆိုတော့နိုင်ငံခြားကသူ့ရာသီဥတုနဲ့သူ့လူမျိုးရဲ့မျိုးရိုးဗီဇနဲ့တူလေเนาะဒီဒါပေမဲ့လူသားလို့ဒီလိုမျိုးတပြေးညီကြည့်လိုက်မယ်ဆိုလို့ရှိရင်ရိုးရိုးရှင်းရှင်းလေးပဲတွေးကြည့်မယ်ကျမတို့မိခင်ဝမ်းထဲမှာ6 လကြာအောင်နေခဲ့ရတယ်ဒီ6 လမှာမိခင်ဝမ်းရဲ့အပူဆိုတာမနေဘူးเนาะဒီစားလိုက်တဲ့အစားအသောက်တွေကိုခြေဖြတ်ပြီးတော့ဗိုက်ထဲမှာဆိုတာလေအပူတစ်ခုကရှိနေတယ်မြန်မာလိုဆိုရင်လည်းလေဟိုကမ်စတေဇောတို့ဘာလို့ဘုန်းကြီးဟောတယ်လေเนาะဒါတော့တရားပိုင်းမှာအဲ့တော့အပူဓာတ်ဆိုတာရှိနေတယ်အနှွေးဓာတ်ဆိုတာရှိနေဒီအနှွေးဓာတ်နဲ့နေခဲ့တဲ့ကလေးလေးက6 လလွယ်ပြီးတော့10 လအပြင်ရောက်လာတဲ့အချိန်မှာအပြင်ကလေကိုထိတွေ့လိုက်တဲ့အချိန်မှာ
သူကလန့်ပြီးတော့ပွားကနေអော်တာလည်းဖြစ်ကောင်းဖြစ်မယ်ဒါကြီးကတဘာဝတရားဒီလိုလေထိတွေ့တဲ့ကြောင့်မလို့ तू អော်ဖို့လိုပြီး तू အဆုတ်ထဲကိုလေတွေသွင်းဖို့လိုပြီးဆိုပြီးတော့អော်ပြီးတော့អော်ငိုလိုက်တဲ့အခါမှာအဆုတ်ထဲကိုလေတွေဝင်သွားတာကြောင့်မို့လို့ तू ကအသက်ရှင်ခြင်းဆိုတဲ့ဖြစ်စဉ်ကြီးကစဖြစ်လာတယ်အဲ့ချိန်မှာ तू ကဘာကိုပြန်လိုအပ်လဲဆိုတော့ want လို့ခေါ်တဲ့အနှွေးဓာတ်ကိုပြန်ပြီးတော့လိုအပ်တယ်အဲ့အနှွေးဓာတ်ကိုရဖို့အတွက်ဆိုလို့ရှိရင်မွေးကင်းစကလေးတွေကနေမွေးကင်းစကနေတစ်နှစ်အထိရလေမိဘလုံးဝမျက်စိတောက်ထောက်ကြည့်ပြီးတော့ကိုနွေ့နွေ့ထွေးထွေးထားပေးတင်တယ်အဲကိုနဲ့နေခြင်းနေပါမနေနဲ့မဟုတ်ဘူးဒါမဲ့နွေ့နွေ့ထွေးထွေးနေတင်တယ်နွေ့နွေ့ထွေးထွေးနေမှသာလင်အဲ့ကလေးရဲ့အတွင်းကအနှွေးဓာတ်ကထိမ့်သိမ့်ထားပြီးတော့ကလေးကပို့ပြီးတော့ကျန်းမာတဲ့ကလေးလေးဖြစ်တယ်ပြီးလို့ရှိရင်ကလေးလေးတွေနေမကောင်းဖြစ်ပြီဆိုရင်သတိထားပြီးကြည့်ကြည့်လူကြီးနေမကောင်းဖြစ်တဲ့အခါနဲ့ကလေးလေးတွေနေမကောင်းဖြစ်တဲ့အခါနဲ့ဆိုရင်ကလေးလေးတွေနေမကောင်းဖြစ်တဲ့အခါမှာအဖျားကပါကိုပါတာများတယ်ပြောချင်တာလေလူကြီးယောဂတွေမှာဆိုလို့ရှိရင်ဖျားချင်မှဖျားမယ်ဒါပေမဲ့ကလေးယောဂအများစုကဖျားတတ်ကြတယ်ဘာလို့ဖျားတတ်ကြလဲဆိုတော့ဖျားခြင်းကတကယ်တော့လေခန္ဓာကိုယ်မှာအနှွေးဓာတ်မလုံလောက်လို့ခန္ဓာကိုယ်ကအနှွေးဓာတ်ကိုတန်ပြန်ပြီးတော့ထုတ်ရင်းနဲ့များသွားတဲ့အခါမှာအဖျားထိရောက်သွားတာအဲ့တော့ဖျားပြီးရေးဆိုရင်ဘာသိရမလဲဆိုတော့ကလေးတယောက်ဖျားပြီးရေးဆိုရင်သူ့ခန္ဓာကိုယ်ကအနှွေးဓာတ်မလုံလောက်ဘူးအရှိရက်တွေမှာကျမသမီးဆိုဒီမတိုင်ခင်2ရက်မှာဖျားတယ်ကျမပြန်စဉ်းစားရတယ်သူဘာလို့ဖျားတာလဲဆိုတော့သူပြီးခဲ့တဲ့တစ်ပတ်ကသူတို့ကျောင်းကလိလာရေးခီးသွားရတယ်ဒီအမျိုးသားဥယျာဉ်ပေါ့နော်မျိုးသားဥယျာဉ်ကသူတို့ဟိုရှိတယ်ရေတံခွန်ရှိတယ်ရေတံခွန်မှာသူတို့စင်းစော်တယ်တက်တိုက်ဆိုင်ဖြစ်ချင်တော့သူတို့ကျောင်းကဒီဟာအတွက်ကိုသူတို့တစ်နှစ်တာ plan လုပ်ပြီးသားဘယ်နေ့သွားမယ်ဆိုတာမျိုးသားဥယျာဉ်ကိုလည်းကြိုးပြီးအကြောင်းကြားပြီးသားဒါပေမဲ့ဖြစ်ချင်တော့သူတို့သွားမဲ့နေ့မှာနေ့မတိုင်ခင်ကတည်းကမိုးကတနေကုန်ဆွေတယ်သူတို့သွားမဲ့နေ့မှာလည်းမိုးတွေအတကုံရွာတာအေးစိတ်နေပဲပတ်ဝန်းကျင်တစ်ခုလုံးအဲ့ကြားထဲမှာသူတို့ကရက်ကလည်းရွေးပြီးကားတွေလည်းငှားပြီးဆိုတော့သူတို့ class 1 class 2 class 3 3တန်းပေါ့နော်ကျမသမီးက class 2သူတို့သွားကြတယ်သွားကြတော့ကျမသူ့ကိုအနှွေးတယ်တွေရောအင်းကြီးတွေရောအကုန်လုံးတော့သူထည့်ပေးလိုက်တယ်ပေါ့နော်အနှွေးတယ်ပါသွားပြီးတော့လိုက်ပို့လိုက်သေးတယ်ချမ်းနေမှာဆိုလို့ဆိုပြီးတော့ဒါပေမဲ့သူတို့ဟိုမှာရေဆော့လာခဲ့တယ်ဆိုတော့အဲ့နေ့ကအနှွေးတက်ကစတစ်ခါဆုံးရှုံးတယ်ပြီးတော့ဒီရက်ပိုင်းမှာကျမတို့အခုနေတဲ့မြို့မှာမိုးတွေကစတိုက်ရွာတယ်ဟိုဘက်စာဘက်မှာကမ္ဘောဒီးယားဘက်မှာမုန်တိုင်းရှိလို့လားမသိဒီဘက်ကိုအဖျားခတ်တော့မိုးတွေကစတိုက်ရွာတော့မိုးကတနေကုန်ဆွေပြီးရွာတော့သူတို့ကျောင်းကအပင်တအားများတယ်သူတို့တက်တဲ့ Word of ကျောင်းက Word of ကျောင်းတွေတော်တော်များများအပင်လေးတွေရှိတယ်ပြီးရင်ဒီကျောင်းရဲ့ဟိုအဆောက်အဦလေးတွေကလည်းတစ်သားတွေနဲ့စောက်ထားကြတာများတယ်သူကတဘာဝတရားနဲ့ပဲနေရတဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်မို့ဆိုတော့အေးတယ်အေးတက်ကစိမ့်လာတော့သူခန္ဓာကိုယ်ကအနှွေးဓာတ်မလုံလောက်တဲ့အခါမှာထဖျားတယ်ပြီးခဲ့တဲ့2ရက်ကထဖျားတယ်ပေါ့နော်ဆိုတော့အနှွေးဓာတ်ကဘလောက်အရေးကြီးလဲဆိုတာကိုဒါကျွန်မပြောချင်တာအဲ့တော့ကလေးလေးတွေစော့တယ်အခုမမေတို့အိမ်မှာကလေးလေးတွေရှိတယ်ဆိုလို့ရှိရင်ကလေးလေးတွေစော့တဲ့နေရာလေးကိုတစ်ချက်သတိထားပြီစော့တဲ့နေရာတမန်တလင်းလိုနေရာမျိုးဆိုလို့ရှိရင်နှွေးထွေးတဲ့ဟာတစ်ခုခုခင်းကိုခင်းပေးရမယ်။ဘာကြောင့်လဲဆိုရင်ဒီအောက်ကတမန်တလင်းတို့တမန်တလင်းမဟုတ်တော့မှကြမ်းခင်းဆိုရင်တော့မှအေးနေတဲ့ကြမ်းခင်းမျိုးဆိုရင်သူတို့ရဲ့အယိုးအစစ်တွေကိုဒီအေးဓာတ်ကစိတ်ဝင်တဲ့အခါမှာခန္ဓာကိုယ်အတွက်လိုအပ်တာဒီအနှွေးဓာတ်မရှိတဲ့တာဒီအေးဓာတ်အဲ့တော့မရှိတဲ့အေးဓာတ်ကရှိနေလို့ရှိရင်ကလေးတွေမှာပုံမှန်အရက်ဖွံ့ဖြိုးတာတွေကြီးထွားဖွံ့ဖြိုးတာတွေကနှောင့်နှေးတတ်တယ်။ဒါသည် one ကအရေးကြီးတယ်ဆိုတာကိုကျွန်မပြောတာပါဖျားလို့လည်းအရင်စိတ်ပူစရာမရှိပါဘူးဖျားတဲ့ကလေးလေးတွေကလေဟိုကြီးလာလို့ရှိရင်ပေါ့နော်သူတို့ကတစ်ခါဖျားတိုင်းမှာကိုယ်ခံအားပိုကောင်းလာတတ်ပြီးတော့ကြီးလာလို့ရှိရင်အဲ့လိုကလေးတွေကပို့ပြီးတော့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောပို့ပြီးတန်မာတဲ့ကလေးလေးတွေဖြစ်သွားနိုင်တယ်တဲ့ဒါကျွန်မပြောတာမဟုတ်ဘူးเนาะဒီ World of Education ကိုလှုပ်ဆောင်ခဲ့တဲ့ဆရာကြီး Rudolf Steiner ပြောပြတာအဲ့တော့နောက်တစ်ခုက rhythm အဲ့တော့ကျွန်မဒီနေ့ပြောတာ3ခု parenting မှာ word of way နဲ့သွားမယ်ဆိုလို့ရှိရင်ကလေးရဲ့ development တွေကိုအသက်အလိုက်သိရမယ်တခါကလေးရဲ့ကြီးထွားဖွံ့ဖြိုးဖို့အတွက်အနှွေးဓာတ်တွေအရေးကြီးကြောင်းသိရမယ်နောက်တစ်ခုအရေးကြီးဆုံးကဘာလဲဆိုရင် rhythm ဆိုတာဘာလဲ rhythm ဆိုတာစီးချက်ညီတယ်ဟုတ်တယ်ဟုတ်စီးချက်ညီတယ်လို့တော်တော်များများပြောကြတယ်တကယ်တော့ rhythm ကဘာလို့အရေးကြီးလဲဒါဘာကြီးလဲဘယ်ပညာရေးမှာ rhythm ဆိုတာမကြားဘူးလို့ကျမတို့တခါတလေကြာရင်တချို့တငယ်ချင်းတွေကမေးခွန်းထုတ်လာကြတယ်ဟုတ်ပြီ rhythm ကဘာလို့အရေးကြီးလဲဆိုတာကိုပြောပြမယ်ဘာလို့အရေးကြီးလဲဆိုရင်
ဥပမာငါတို့အခုနေနေတယ်နော်လောကကြီးမှာနေထိုင်နေတယ်လောကကြီးဒီလောကကြီးထဲမှာတဘာဝတွေဘာတွေဌာနခဏထားလိုက်အောင်ဒီလောကကြီးထဲမှာမနဲ့မိုးလင်းလို့ရှိရင်နေထွက်တယ်ညမိုးချုပ်လို့ရှိရင်နေဝင်တယ်နေနဲ့ညရှိတယ်ဆိုတော့စီးချက်ညီမှုတစ်ခုอ่ะကိုရီးရဲ့အလုပ်တွေကိုစီစဉ်ပေးသွားတယ်အဲ့ဟာဒီ rhythm ပဲကျမတို့သိနေရလေမိုးလင်းရင်ဒါနေထွက်တော့မယ်နေပူတော့မယ်အင်ရှင်မတွေဆိုရင်ဝတ်တွေလျှော်မယ်ဝတ်တွေလမ်းမယ်ကလေးရဲ့အကြောင်းအတွက်စီစဉ်ရမယ်ဘာညာဆိုရဲဟာညဆိုလို့ရှိရင်ညဆိုရင်လည်းညနဲ့ဆိုင်တဲ့အလုပ်တွေဒါခုမြန်မာပြည်မှာဆိုလို့ရှိရင် rhythm တစ်ခုထပ်တိုးလာပြီဗာလဲဆိုတော့မီးလာတဲ့အချိန်စီကမီးလာရင်ဘာလုပ်မလဲမီးပြရင်ဘာလုပ်ရမလဲဆိုရဲဟာတွေအဲ့ဒါတွေဒီ rhythm ပဲအဲ့တော့တဘာဝတရားကြီးထဲမှာနေနဲ့ညဆိုရဲ rhythm တွေရှိတယ်တခါຫນွေမိုးဆောင်းဆိုရဲ rhythm ရှိတယ်ဟုတ်လားຫນွေပြီးရင်စောင်းကြော်လာလားမလာဘူးလေຫນွေပြီးရင်မိုးပဲမိုးပြီးရင်စောင်းပဲအဲ့လိုမဟုတ်ဘဲနဲ့ရာသီဥတုတွေကဖောက်ပြန်နေမယ် rhythm ပြောင်းနေမယ်ဆိုရင်တောင်သူဦးကြီးတွေဘယ်လိုလုပ်ကြမလဲစပားတွေစိုက်လို့မရတော့စောင်းပြီးရင်ຫນွေလာမယ်ဆိုတော့ຫນွေစပားစိုက်မယ်ဟေးဆိုစောင်းမှာຫນွေစပားတွေကျဲထားတယ်စောင်းပြီးရင်ຫນွေမလာဘဲနဲ့မိုးတွေလာလို့ရှင်သွားပြီပျက်စီးပြီဒါကျမတို့ရဲ့နေ့စဉ်ဘဝကလေးလေးတွေကိုပြုစုပြောင်းထောင်တဲ့အခါမှာလဲ rhythm ကအရန်အရေးကြီးတယ်။ဘာကြောင့်လဲလူခန္ဓာကိုယ်ကြီးကလည်း rhythm နဲ့ပဲဖွဲ့စည်းထားတာ။အခုနှလုံးလေးကိုကင်ကြည့်လိုက်ပါဦး။နှလုံးလေးဒီ main ကလေးတွေဆိုလို့ရှိရင်ဘယ်ဘက်ဒီရင်သားရဲ့အထက်နားလေးပေါ့လက်ကလေးနဲ့ဖိကြည့်လိုက်လို့ရှိရင်လက်မှာနှလုံးခုန်နေတဲ့စီးချက်ကလေးကိုခံစားမိတယ်။ lap tap ဆိုတဲ့စီးချက်ကလေးကိုခံစားမိတယ်ဟုတ်လား။ဒါဒီလဲနှလုံးရဲ့ rhythm ခန္ဓာကိုယ်မှာအသက်ရှင်ဆက်ရှင်ဖို့အတွက်နှလုံးကစီးချက်မှန်နဲ့သွေးတွေကိုထုတ်ပေးနေမှသာလျှင်ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့နေရာတွေကိုသွေးရရောက်ပြီးတော့ခန္ဓာလူဟာအသက်ဆက်ရှင်နိုင်တယ်။ဒါဒီနှလုံးရဲ့ rhythm တခါအသက်ရှူသွင်းမယ်ရှူထုတ်မယ်ကျမတို့မသိလိုက်ခင်မှာလုပ်နေတယ်။ကျမတို့မှမဟုတ်ကလေးငယ်တွေကလည်းလုပ်နေတယ်။အသက်ရှူသွင်းတယ် breathe in breathe out ဒါဒီလဲ rhythm စားလိုက်တယ်စားပြီးပြီဆိုတာနဲ့ဥထဲကိုတန်းရောက်သွားလားမရောက်ဘူးနော်အစာရင်ထဲကိုရောက်တယ်အစာရင်ကခြေတယ်အစာရင်ခြေတာကိုဥထဲကိုပို့တယ်ဥထဲကမှဒီလိုဥရဲ့လှုပ်ရှားမှုကလည်း rhythm ပဲနော်ဥဒီလိုဒီမှာဒီလိုဥချောင်းလေးရှိတယ်ဆိုလို့ရှိရင်အဲ့ဒီဥချောင်းလေးကလေထားပါတော့နော်ဒါလေးကဥချောင်းလေးပဲထားတော့ဒီဥချောင်းလေးကလေဒီတန်းနဲ့ဒီနားလေးနဲ့ကလေဒီလိုပြိုင်တူမညှစ်ဘူးနော်အဲ့လိုပြိုင်တူညှစ်လို့ရှိရင်ကွိုင်တက်သွားလိမ့်မယ်တစ်ဖက်ကဒီလို space ဒီအပိုင်းလေးကညှစ်တယ်ဆိုဒီအပိုင်းလေးကရှော့ထားလိုက်တယ်အဲ့ချိန်မှာဒီအပိုင်းကညှစ်တယ်ဒါဒီလဲ rhythm ပဲတစ်ဖက်ကညှင်တစ်ဖက်ကရှော့ရဲနောက်တစ်ဖက်ကညှင်နောက်တစ်ဖက်ကရှော့ရဲအဲ့လိုနည်းရပြင်ကျမတို့စားထားတဲ့အစားအစာတွေခြေထားတဲ့ဟာတွေကိုဥထဲကိုခါရဲပို့သွားပြီးတော့ဥကတဲဆောင်သွားပြီးတော့ဥသိမ်းဥမအစင်စင်ကိုလိုအပ်တဲ့အစာအာဟာရဓာတ်တွေကိုခန္ဓာကိုယ်အရောက်ပို့သွားတယ်နောက်ဆုံးဥမကြီးရောက်သွားတဲ့အချိန်မှာဒါတွေကတော့မလိုတော့ဘူးပြန်စွန့်ပြစ်ရမယ့်အရာတွေဆိုပြီးတော့မစင်အဖြစ်နဲ့ပြန်ထွက်လာတယ်အဲ့တော့ခန္ဓာကိုယ်ကြီးကိုပြန်ကြည့်လိုက်လို့ရှိရင်လေကျမတို့ရဲ့ခန္ဓာကိုယ်မှာကိုက rhythm ကပါပြီးသားတဘာဝတရားထဲမှာလည်း rhythm ရှိတယ်ခန္ဓာကိုယ်မှာလည်း rhythm ရှိတယ်စီးချက်မှန်မှုပေါ့နော်စီးချက်မှန်မှုဆိုတာရှိတယ်အဲ့တော့ဒီ rhythm ကအဲ့လောက်အရေးကြီးတယ်ဆိုတာကိုဆရာကြီးဦးရော့စတိုင်နာတွေ့ရှိခဲ့တယ်တွေ့ရှိခဲ့တဲ့အခါမှာဟုတ်ပြီအဲ့ဒါဆိုရင်ကလေးလေးတွေဆိုတာလူသားပဲเนาะသူကတော့ဆရာကြီးကအရင်တော့လူသားအနေနဲ့ပြောခဲ့တာဒါပေမဲ့နောက်ပိုင်းကျတော့ education ကိုပြောင်းတဲ့အခါမှာကလေးဆိုပြီးထည့်ပြောတယ်ပေါ့နော်ကလေးတွေကျမ်းမာအောင်ပြုစုပြောင်းထောင်တဲ့အခါမှာလည်းဒီ rhythm ကအရေးကြီးတယ်တဲ့ဥပမာအင်ရှင်မတွေကိုကျွန်မမေးကြည့်မယ်မီးကလာမယ်ပြောထားပြီးမလာဘူးဆိုလို့ရှိရင်အင်ရှင်မတွေဘာဖြစ်မလဲစိတ်ညစ်တာပေါ့နော်လာမယ်ပြောထားတဲ့အချိန်မှာမလာဘူးဆိုလို့ရှိရင်ကိုစီစဉ်ထားတဲ့အလုပ်တွေကလုပ်လို့မရတော့ဘူး rhythm out သွားတယ်လို့ပြောတယ်အဲ့လိုပဲကလေးတွေမှာလည်းဘာပြီးရင်ဘာလာမယ်ဆိုတာသိနေတဲ့အခါမှာသူတို့ကလုံခြုံမှုကိုရတယ်စိတ်လုံခြုံမှုကိုရတယ်စိတ်လုံခြုံမှုရတဲ့အခါမှာသူတို့ရဲ့တနေ့တာအချိန်စီကလွယ်လွယ်ကူကူနဲ့ပြီးသွားတယ်အရိုးရှင်းဆုံးပြောမယ်ဆိုရင်ဥမာအခုကလေးတွေတော်တော်များအကြောင်းဒီဗမာနိုင်ငံမှာအကြောင်းတွေပို့ထားကြပြီအခုကျမဒီမှာတက်တဲ့ကလေးတွေတော်တော်များနော်အကြောင်းတွေမှာ class 3တို့ class 4တို့တက်နေကြတဲ့ကလေးတွေဆိုလို့ရှင်မနေ့မိုးလင်းလို့ရှိလို့ရှင်နှိုးပြီးပြီဆိုတာနဲ့ကလေးကလေ breakfast ကိုတန်းစားကြလားမနေ့စား breakfast စားဖို့မပြောရတဲ့အမေရှိလားဒီထဲမှာကျမဘက်ကဗတ်တန်
breakfast စားဖို့မပြောရဘူးပေါ့နော်ဟဲ့ breakfast စားပါဟဲ့ breakfast စားပါဟဲ့ကျောင်းမမီတော့ဘူးဟဲ့လောက်ပါဟဲ့ဆိုပြီးတော့မတွန်းရတဲ့အမေရှိလားပေါ့နော်တွန်းရတယ်ဟုတ်နေ့တိုင်း တောင်းရတယ် တွန်းရတယ်နော်တွန်းရတယ်ဆိုတော့လေအဲ့ဒါကလေ तू ကဟို rhythm လေးတစ်ခုလိုနေလို့ပါတဲ့သူကမနဲ့မိုးလင်းပြီဆိုတာနဲ့မိုးလင်းလင်းချင်းမှာအဲ့ယာနိုးတယ်အဲ့ယာနိုးတဲ့အခါမှာကလေးတွေသွားတိုက်ရမယ်မျက်နှာတင်ရမယ်တပတ်လောက်ပေါ့နော်အချိန်ယူပြီးတော့ပထမအဆုံးရက်မှာစာလေးနဲ့ချရေးထားလိုက်တမီးရေမနဲ့မိုးလင်းလို့ရှိလို့ရှိရင်သွားတိုက်မျက်နှာတင်မယ်ပြီးလို့ရှိရင်မေမေက breakfast လုပ်ပေးထားမယ် breakfast စားမယ်ဥပမာပြပြเนาะကျွန်မဒါဟိုဒီကမေမေတွေရဲ့ rhythm ကိုကျွန်မမသိဘူးဒါကိုယ့်ရဲ့ကိုယ့်အိမ်နဲ့တင့်တော်တယ်ကိုယ့်ကလေးနဲ့တင့်တော်တဲ့ rhythm ကိုကိုယ့်ဘာသာကိုယ်တည်ဆောက်အောင်ပါပေါ့နော်အဲ့တော့ breakfast ပြင်ပေးထားမယ် breakfast ဆိုလည်းဖြစ်နိုင်လို့ရှိလို့ရှိရင်9ရက် Monday to Friday ဆိုရင် Monday to Friday 9ရက်စာကို plan ဆွဲထားလိုက်ဘယ်နေ့ပါစားမယ်ဆိုပြီးတော့တူလို့ရတယ်ဒီလားအဲ့ဒါလေ9ရက်စလုံးကလည်းလေဘာမှမဖြစ်ဘူးကလေးကမငင်းငွေသွားဘူးငင်းငွေတာအမေကငင်းငွေတာအမေကကလေးကိုအသစ်ဆန်းကျွေးချင်တာတကယ်တော့ကလေးကအသစ်ဆန်းကိုအဲ့လောက်ကြီးထိဟိုကမဖြစ်ဘူးပေါ့နော်ဟိုနည်းနည်းအကြီးတဲ့ကလေးတွေဆိုတော့အသစ်ဆန်းကိုနည်းနည်းမှတ်တယ်ငယ်တဲ့ကလေးတွေကအဲ့လောက်မဟုတ်ဘူးနေ့တိုင်းပမုတ်ကျဲဥကြော်တစ်မျိုးဆိုလားပမုတ်ကျဲဥကြော်9ရက်တိတိသူတို့စားနိုင်တယ်ကျမသမီးအကြီးရောနည်းနည်းလေးစပြီးတော့ပူတင်းဆိုတဲ့ဟာမျိုးစတောင်းတက်လာပြီကျမတို့9ရက်စာပြင်ထားလိုက်တယ်အဲ့ဒါဆိုရင်ပြီးရနဲ့ဒီချိန်ကဒီချိန်ဆိုလို့ရှိလို့ရှိရင်ကျမတို့breakfast စားမယ်ပြီးလို့ရှိရင်သွားမယ်ဆိုပြီးတော့နောက်ကြရင်သမီးနောက်ကြမှာနော်မေမေနောက်ကြမှာမဟုတ်ဘူးလို့ပြောထားလိုက်လို့ရှိရင်လေသုံးဘတ်တော့လောက်ရတယ်အဲ့ rhythm လေးကိုလဲသွားပြီးနောက်ပိုင်းမှာကလေးမပြောရတော့သူသိနေပြီဒါပြီးရင်ဒါလုံးဒါပြီးရင်ဒါလုံးရမယ်ကျမတို့လူကြီးတွေလေမီးလာရင်ဘာလုပ်ရမလဲမီးပြတ်ရင်ဘာလုပ်ရမလဲဆိုတော့ခေါင်းထဲမှာကြိုတွေးသလိုပဲသူတို့ကလည်းလေဒါပြီးရင်ဘာလုပ်ဒါပြီးရင်ဘာလုပ်ရမလဲဆိုတော့ကြိုသိနေတဲ့အခါမှာစိတ်လုံခြုံမှုရပြီးတော့ဘာပြီးရင်ဘာလာမယ်ဆိုတာသိတဲ့အခါမှာ rhythm လဲသွားလို့ရှိလို့ရှိရင်လေသူတို့ရဲ့ internal ကျမတို့အပြင်ကနေ external rhythm လဲပေးလို့ရှိရင် internal rhythm လဲလဲသွားတဲ့အခါမှာကလေးကပို့ပြီးလဲကျန်းမာတယ်မိခင်နဲ့ကလေးကြားကလည်းပို့ပြီးတော့ bond ပေါ့နော်ဟိုတန်ရောစင်ကပို့ခိုင်မာသွားတယ်ကျောင်းတွေမှာတော့ရှင်းတယ်ကျောင်းတွေမှာတို့ကရောက်လာရဲဆိုလို့ရှိရင် cycle time လုပ်တယ်ပြီးရင်သချင်းဆိုတယ်ပြီးလို့ရှိလို့ရှိရင် outdoor play ပြီးရင် indoor play ward of ကျောင်းတွေကကြတော့ breathe in breathe out အဲ့ဒီတိုင်းပဲ indoor play outdoor play ကလေးတွေကအသက်ရှူသလိုပဲကစားတဲ့အခါမှာလည်းအပြင်ထွက်ပြီးဆော့ရမယ်တနာကြီးပြီးရင်အပြဲပြန့်ဝင်ပြီးဆော့ရမယ်တနာကြီးအဲ့ဒီတိုင်းလိုအပ်တယ်ကျမကျောင်းပိတ်လို့ရှိရင်ကလေးတွေကို channel မှာတနာကြီးပေးဆော့တယ် channel မှာကြီးပဲသူတို့မဆော့နိုင်ဘူးเนาะတကယ်တမ်း channel မှာကြီးပဲပေးဆော့ထားလိုက်လို့ရှိလို့ရှိရင်လည်းအဲ့ကလေးကမကြမ်းမာတော့ဘူးအိမ်ထဲကိုပြန်ခေါ်တယ် breathe in indoor play တစ်ခါပေးဆော့တယ်ပြီးဆိုလို့ရှိရင်တို့ indoor play ဆော့ရင်နဲ့ညီးလာတဲ့အချိန်တစ်ချက်ရှိတယ်အဲ့ဒီအချိန်မှာတစ်ချက် transition တစ်ခေါက်ပြောင်းမယ် outdoor ပြန်ပေးဆော့တာမျိုးလုပ်ပြီးလို့ရတယ်ဒါမြန်မာပြည်မှာတော့ကျောင်းနေစားပိတ်တော့မလားမသိကျမတို့ဒီဘက်တော့ကျောင်းနေစားပိတ်ပြီဒီနေ့နောက်ဆုံးနေ့ပဲတလားပိတ်ပြီပေါ့နော်နောက်တစ်ခုကကြတော့လေ sleep ကျမဒီနေ့တည်းမှာမပါဘူးတကယ်တော့ပြောမှနောက်ပိုင်းနောက်တစ်ခေါက်ကြာလို့ရှိရင် topic 5ခုနဲ့ပြောမယ်တည်းမှာပါတယ် sleep ပေါ့နော်အိတ်တာအများသောအားဖြင့်အမေတွေကလေကလေးတွေကိုပဲအေးရေးဝအောင်လို့အသေးအတန်တိတ်တာနော်ကိုယ်တိုင်ရောအေးရေးဝကြရလားပေါ့အိတ်တာအရင်အရေးကြီးတယ်ကလေးတွေကိုလည်းအေးရေးဝအောင်အိတ်ခိုင်းတယ်လို့အမေတွေလည်းအေးရေးဝအောင်အိတ်ဖို့အရင်အရေးကြီးတယ်ကလေးတွေကတော့ပိုရေးကြည့်တာပေါ့နော်။ကျောင်းမှာစာရေးသင်နေရတယ်။သွားလာလှုပ်ရှားမှုတွေလုပ်နေရတဲ့အခါမှာအိတ်လိုက်တဲ့အခါကျတော့မှအကောင်းဆုံးကိုလုပ်နိုင်တာ။ Word of မှာဆိုလို့ရှိရင်လေအသက်14နှစ်ပေါ့နော် class 7လောက်ထိကိုနေ့ကင်းပိုင်းကျောင်းမှာနိုင်ဝက်ပေးမိတယ် class 1 to class 7အောင်နိုင်ဝက်ပေးပြီးတော့မိတယ်ဒီ kindergarten နဲ့ nursery 9နှစ်အောက်ကလေးတွေဆိုရင် kindergarten နဲ့ nursery မှာဆိုရင်တရေးအိတ်ကိုအိတ်ရတယ်ဘာလို့လဲဆိုတော့သူကကျမတို့ဒီ word of ပညာရေးမှာကြတော့အိတ်ဆက်ခြင်းသည်သင်ကြားရေးရဲ့အစိတ်အပိုင်းတစ်ခုနိုးနေတဲ့အချိန်မှာသင်သမျှအရာအလုံးသည်အိတ်နေတဲ့အချိန်မှာအထိုင်ချတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ခန္ဓာကိုယ်မှာကျမတို့မသိတဲ့ body တွေရှိတယ်ကျမတို့ပြောနေတဲ့ဟာတွေက physical body ပေါ့ physical body ပြီးလို့ရှိလို့ရှင်ဆရာကြီးကပြောခဲ့လဲဆိုတော့ etheric body လို့ဆိုရခေါ်တဲ့ဟာတစ်ခုရှိတယ် etheric body ဆိုတာခန္ဓာကိုယ်ကိုအသက်ရှင်လှုပ်ရှားအောင်လို့သွေးတွေလည်းပတ်နေတယ်ပြန်ရည်ကြောတွေလည်းပတ်နေတယ်အဲ့ဒါဒီ etheric body လို့ခေါ်တယ်အဲ့ဒီ etheric body ကဘယ်အခါမှာအလုပ်တအားလုပ်လဲဆိုလို့ရှင်အိတ်နေတဲ့အချိန်မှာအလုပ်တအားလုပ်တယ်
ဒီတည်းကအမေတွေကြုံဘူးလားမသိဘူးတခါတလေကြာရင်လေပြဿနာတစ်ခုအရန်ကောင်းခဲနေတာအဲ့ပြဿနာဘလို့ဖြေရှားမှမသိဘူးဆိုကောင်းခဲနေတော်ပြီမစင်းစားတော့ဘူးဒီနေ့တော့နောက်နေ့မှပဲစဉ်းစားတော့မယ်ဆိုပြီးတော့အိတ်လိုက်တယ်ဒါပါတော့2 မိနစ်ခရေကဖြစ်ထားတယ်မေးလိုက်တော့မဲ့နောက်ပြကျရင်ဆဲစဉ်းစားတော့အဲ့တနေ့ကုန်လှုပ်စရာရှိရလှုပ်ပြီးညကျတော့ကျမတို့အိတ်လိုက်တယ်နောက်တစ်နေ့မနေ့မိုးလင်းလာတဲ့အခါမှာတကယ်ဒါအဲ့ညကို good sleep ပေါ့နော်လုံးဝကောင်းမွန်တဲ့အိပ်ဆက်ခြင်းတစ်ခုရရဲဆိုလို့ရှိရင်နောက်တစ်နေ့မနေ့မိုးလင်းလာတဲ့အခါမှာလေခွက်ကနေကောင်းကအဖြစ်ရတယ်အဲ့လိုဖြစ်ဘူးလားကျမကတော့ခဏခဏဖြစ်ဘူးအဲ့လိုမျိုးတခါတလေကြားလို့ရှိရင်ခေါင်းကစဉ်းစားလို့မရတဲ့ပုံစံတွေရှိလို့ရှိရင်လေမစဉ်းစားနဲ့ခဏထားလာဘာလို့လဲဆိုတော့ brain က brain function ကိုလုပ်မနေတဲ့အချိန်ပေါ့နော်ကျမတို့ word of စကားနဲ့ပြောမယ်ဆိုလို့ရှိရင် etheric body အလုံးမလုပ်သေးတဲ့အချိန်အဲ့တော့ငါပေးအိမ်မှရမယ်ငါအိမ်မှဖြစ်မယ်အိတ်တဲ့အချိန်မှာ etheric body အလုံးလုပ်မယ် तू ကသူ့ဘာသာသူတွေးပြီးတော့အဖြေရှာသွားလိမ့်မယ်အဲ့ရာနိုးလို့ရှိရင်အဖြေဒီကွက်ကနေတန်းရတယ်ကလေးတွေမှာလည်းအဲ့လိုပဲအားကြောင့်မလို့ကလေးတွေကအိတ်ဖို့လိုတာကျမအိမ်မှာ9နာရီဆိုလို့ရှိရင်ညနေ9နာရီခွဲဆိုရင်ဒင်နာစစားတယ်ပြီးရင်သိန်းစီးဘာညာလုပ်တယ်ကလေးတွေပြီးရင်နည်းနည်းရာသီဥတုတာယာနေဆိုရင်စပိန်လေးပါလေးထွက်စီးတယ်ပြီးရနဲ့ပကြားမလဲတယ် night routine စားတယ်9နာရီဆိုရင်ကျမတို့ bedroom ထဲကိုဝင်တယ် story ကျမ create လုပ်ပြီးပြောနိုင်တဲ့နေ့ကျမပြောတယ် create လုပ်နိုင်တဲ့နေ့စာအုပ်ဖတ်ပြတယ် and then ကျမတို့တီလုံးလေးနားထောင်ပြီးတော့စာအိတ်တယ်ခွန်ခွဲ8နာရီဒီနောက်ဆုံးပဲသူတို့မနက်ကို6ခွဲပြန်ထားရတဲ့အတွက်ကြောင့်တညကိုအနည်းဆုံး10နာရီနဲ့12နာရီကြာကလေးတွေကိုပေးအိတ်ပါအိတ်ဆက်ခြင်းကအရင်ရေးကြည့်တယ်မိမိတို့ရဲ့ကလေးတွေအိတ်ရေးဝလားမဝလားတိုင်းလို့ရတာရှိတယ်သိစင်လားအဲ့အိတ်ရေးဝလားမဝလားသိကျင်လို့ရှိရင်လေနောက်တနေ့မနက်မှာမနှိုးပဲထားကြည့်ကျောင်းသွားရမယ့်အချိန်သူ့ဘာသာသူနိုးလာတယ်ဆိုရင်အဲ့ကလေးကအိတ်ရေးဝလို့ကျောင်းသွားရမယ့်အချိန်သူ့ဘာသာသူမနိုးလာအောင်မျိုးတို့နှိုးရတယ်ဆိုရင်အဲ့ကလေးကအိတ်ရေးမဝသေးဘူးနှိုးနေရတဲ့ကိုယ်ကလေးဒီအိတ်ရေးမဝသေးဘူးအဲ့ဒါဆိုရင်ညဘက်ကိုနည်းနည်းလေးအိယာစောဝင်ဖို့အကျင့်လေးလုပ်ပေးပါအခုနကကျွန်မပြောခဲ့တယ် play area ကစားတဲ့နေရာတက်တက်လေးထားပေးပါ word of နီးနဲ့သွားမယ်ဆိုရင်ကစားတဲ့နေရာမှာအရေးကြီးဆုံးကဘာလဲဆိုရင် perfect ဖြစ်တဲ့ twine စီမရှိရဘူး perfect ဖြစ်တယ်ဆိုတာဘယ်လိုလဲဆိုတော့ဥပမာအပြင်အယုတ်မပေါ့နော် word of မှာဆိုလို့ရှိရင်ဒီလိုရုပ်ကလေးတုံးတယ်ရုပ်ကဆရာမရဲ့မျက်လုံးလည်းမပါဘူးပါးစပ်လည်းမပါဘူးဟုတ်တယ်သူတို့ကတမင်းကိုမထည့်ထားတာဒါသူတို့ကဒီဟာ0 to 7အတွက်ပေါ့နော်တမင်းကိုမထည့်ထားဘူးဘာလို့မထည့်ထားလဲဆိုရင်ကလေးတွေအတွက်ကဒီလို blend ဖြစ်နေတဲ့ face မှာသူတို့စိတ်ထဲမှာရတဲ့ expression တွေကိုသူတို့ကထည့်မှာဒီမှာသူတို့ဝမ်းနေနေဒီအယုတ်ကလေးကမျက်နှာလေးကမဲ့နေတဲ့ပုံလေးဖြစ်မယ်သူတို့ပျော်နေအယုတ်ကလေးကပျော်နေတဲ့ပုံလေးဖြစ်တယ်သူတို့စိတ်ကြည်နေအယုတ်ကလေးဒီစိတ်ကြည်နေတဲ့ပုံလေးဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျမတို့ဒီ market ကနေအလွယ်တကူဝယ်လို့ရတဲ့ပုံမရုပ်ကလေးတွေဘာလေးတွေဆိုလို့ရှိရင်ကျို့ဆိုကျမတို့ငယ်ငယ်ဆော့ပါတယ်ဒီလိုမြက်တောင်လေးပုတ်ခတ်နဲ့အဲ့လိုရုပ်ကလေးတွေဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့မကောင်းလို့တော့ကျမလုံးဝပြောချင်တာမဟုတ်ဘူးဒါပေမဲ့ဆရာကြီးကဘာပြောခဲ့လဲဆိုတော့အဲ့ဒီရုပ်တွေဒီကလေးကို imagination ကိုမဖြစ်စေဘူးဘာလို့ဆိုတော့အရုပ်ကိုကြည့်လိုက်တာနဲ့မျက်လုံးကလည်းဒါပဲနှာခေါင်းကလည်းဒါပဲနှာခမ်းကလည်းဒါပဲသူ့မှာ expression လည်းမရှိဘူးကလေးကအရုပ်ကိုမြင်တဲ့ဒါပဲ fix ဖြစ်သွားပြီ emotion လည်း fix ဖြစ်သွားပြီ appearance လည်း fix ဖြစ်သွားပြီဆိုတဲ့အခါမှာကလေးကဘာမှဆက်ပြီးတော့စိတ်ကူးရှင်ပြီးတော့စိတ်ကူးညံနေကွန်မြူလို့မရတော့အဲ့လိုဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီအယုတ်တွေမရှိလဲကိစ္စမရှိဘူးပြောချင်တာကအရန် perfect ဖြစ်တဲ့အယုတ်တွေမဝယ်ပေးနဲ့ပြီးရင် plastic အယုတ်တွေမဝယ်ပေးနဲ့အတက်နိုင်ဆုံးသူတို့ကသူတို့တိဆောက်ပြီးဆော့လို့ရတဲ့အယုတ်တွေများများထားပေးတစ်သားပလိန်အတုံးတွေဆိုပိုကောင်းတယ်ပြီးရင်ကလေးတွေကြိုက်တာပါလဲဆိုရင်အဝိစာတွေအများများထားပေးအဝိစာဆိုတဲ့နေရာမှာလဲနော်အရင်ရှုပ်ခက်ခက်တွေမဖြစ်ရဘူးပလိန်လေးတွေရတယ်တစ်ခတ်လေးတွေရတယ်ပန်းပွင့်လေးတွေရတယ်သူတို့ကအဲ့ဒီအဝိစာသူတို့ရှိမှာတစ်ခါတလေကြာရင်ခေါင်းပေါ်တင်ပြီးတော့သပင်အတူဖြစ်ရင်ဖြစ်တယ်ခါးမှာချီပြီးတော့မင်းသမီးဖြစ်ရင်ဖြစ်တယ်ဒီပခုံးမှာချီပြီးတော့စူပါဟီးရိုးဖြစ်ရင်ဖြစ်တယ်
သူတို့ရဲ့စိတ်ကူးဉဏ် imagination ပေါ့နော် imagination လို့ခေါ်တဲ့စိတ်ကူးရင်နိုင်စွမ်းအားကိုတိုးဖို့အတွက်အဲ့လိုမျိုးပိတ်စတွေအများကြီးထားပေးရတယ်ဟိုကျမအိမ်မှာဆိုရင်ဒီလိုမျိုးလေးတွေပေါ့နော်ပိတ်စလေးတွေမြန်မာပြည်ဆိုရင်လေခြိသားပိတ်စလေးတွေအရန်ဝယ်လို့လွယ်တယ်အဲ့မှာလေ0 to 7မှာအရေးကြီးတာအယောင်ရင်းရင်းနေသုံးလို့မရဘူးအကောင်းဆုံးကပန်းလို့ရအယောင်ရင်းရင်းသုံးလို့မရဘူးအယောင်ရင်းရင်းသည်သူတို့ရဲ့ brain ထဲမှာတွားပြီးတော့လှုံ့ဆော်တဲ့အခါမှာတချို့သူတို့အရွယ်နဲ့မသင့်တော်တဲ့ area တွေကိုတွားပြီးတော့လှုံ့ဆော်တတ်တဲ့အတွက်ကြောင့်မို့လို့အယောင်ရင်းရင်းမသုံးရဘူးအဲ့ဒီဆိုရင်လည်းအယောင်ရင်းရင်းမသုံးရဘူးအမဲရောင်ရှောင်ပါအမဲရောင်ရှောင်ပါညာအိတ်ခဏီတချို့တွေကလေးတွေမှာညာအိတ်မပျော်တဲ့ယောဂရှိတယ်ညာအိတ်မပျော်တဲ့ယောဂဆိုတော့လေကျမကလေးကတိတ်ရတာအရန်ခက်တာပဲ12နာရီတနာရီထိမအိတ်ဘူးဆိုတဲ့ကလေးတွေရှိတယ်အဲ့လိုမေအမေတွေဆိုလို့ရှိရင်လေကိုကလေးကိုညာဘက်ပေးဝတ်တဲ့ညာအိတ်ဝတ်စုံတစ်ချက်ပြန်စစ်ကြည့်ကြည့်ပါညာအိတ်ဝတ်စုံမှာအစင်တွေခက်တွေအရန်များနေလားညာအိတ်ဝတ်စုံကအယောင်တွေရင့်နေလားအဲ့ဒါလေးတစ်ချက်ပြန်စစ်ကြည့်ကြည့်ပါနောက်တစ်ခုကအစားအသောက်ဆိုလို့ရှိရင်လေခုနောက်ပိုင်းကလေးတွေကိုလေဘာဖြစ်လို့မာလာရှန်ကော့တွေကျွေးရလဲကျွန်မစဉ်းစားလို့မရဘူး0 to 7လေးတချို့ကလေးတွေမာလာရှန်ကော့စားတတ်နေပြီနော်တကယ်ကအရသာအရန်ပြင်းတဲ့ဟာတွေကို0 to 7မှာလုံးဝမကျွေးသင့်ဘူး0 to 7မှာအရသာအရန်ပြင်းတဲ့အရာတွေကိုကျွေးလိုက်လို့ရှိရင် brain နဲ့ကသက်ဆိုင်ရာနေရာတွေကိုတွားပြီးတော့လှုံ့ဆော်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးကနောက်ပိုင်းမှာ behavior ရဲ့ problem တွေဖြစ်လာနိုင်တယ်အပြုတ်မှုပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါတွေဒီအစားတောက်မှလည်းသတိထားရတယ်အဝတ်အစားမှလည်းသတိထားရတယ်ညအိတ်ဝတ်ဆောင်အစားသတိထားရတယ်ပြီးလို့ရှိရင်ဘက်ရှိရအစားသတိထားရတယ်ဘက်ရှိတွေမှာတချို့တွေအမေတွေဆိုလုပ်တယ်တားမွေးထားတဲ့အမေတွေပို့ဆိုးတယ်တားလေးမွေးထားလို့ဆိုပြီးတော့စူပါဟီးရိုးကြိုက်တယ်ဆိုပြီးတော့စူပါမန်တို့စပိုက်ဒါမန်တို့ဘက်မန်တို့ဆိုရဲဘက်ရှိတွေတက်ထားတာရှိတယ်အဲ့ဒါတွေဒီကလေးရဲ့ sleep quality ကိုထိခိုက်စေတယ်အမေတွေသမီးမွေးထားတဲ့အမေတွေဆိုလို့ရှိရင် Hello Kitty တို့ Frozen တို့အဲ့အမျိုးတွေမထားရပါဘူးအဲ့ဒါဒီကလေးရဲ့ sleep quality ကိုထိခိုက်စေတယ်ကျမတို့မသိလိုက်ပဲနဲ့သူတို့ရဲ့ sleep quality ကိုသွားပြီးထိခိုက်နေတဲ့အခါမှာရေရှည်မှာကလေးကမှတ်ဉဏ်အားကျတာတို့တချို့ဟာလေးတွေကကြတော့လေရေတိုမှာမသိတာရင်ရေရှည်မှာသွားပြီးသိတာတဲ့ဟာတွေရှိတတ်တယ်အကောင်းဆုံးကအယောင်နုနုပြောင်ပန်းပွင့်ဒါလေးတွေသုံးလို့ရပါတယ်နောက်တစ်ခုက movement ပေါ့နော်တကယ်လို့မြို့မှာနေတဲ့အမေတွေဆိုလို့ရှိရင်ကလေးကိုဖြစ်နိုင်ပေါ့နော်တပတ်တစ်ခါလောက်ဘယ်နေရာခေါ်သွားလို့ရမလဲလုံးဝလွတ်လွတ်လပ်လပ်ပြေးလို့ရတဲ့နေရာမျိုးဘာလို့လဲဆိုတော့ကလေးတွေရဲ့ကဘာကြီးကိုမြင်တဲ့အမြင်ကကျမတို့လူကြီးတွေမြင်တဲ့အမြင်နဲ့လုံးဝမတူဘူးဥပမာကျမတို့ကအခုကွန်ပျူတာကိုကြည့်လို့ကွန်ပျူတာမြင်နေရဆိုရင်တို့မျက်စိထဲမှာဒီကွန်ပျူတာမဟုတ်ဘူး space station ကြီးလည်းဖြစ်မယ်ဒါမှမဟုတ်တခြားဟာတစ်ခုခုကြီးလည်းဖြစ်မယ်ပင်လယ်ထဲကကြောက်တုံးကြီးလည်းဖြစ်မယ်ဒါကျမမသိနိုင်ဘူးလေနော်ကလေးမဟုတ်တဲ့အခါကျတော့အဲ့တော့သူတို့ရဲ့စိတ်ကူကကျမတို့နဲ့လုံးဝမတူတဲ့အခါမှာသူတို့ရဲ့ physical body ကသေးပေမဲ့သူတို့ရဲ့ soul ကကြတော့အရင်ကြီးရယ်အဲ့ soul အကြီးကိုသူတို့က physical body သေးသေးလေးနဲ့လက်ခံထားတဲ့အခါမှာသူတို့ဒီလုံးဝပြင်းပြင်းထန်ထန်ဆိုတာခုံပေါက်ပြေးလွှားဆော့ကစားဖို့အတွက်အချိန်တစ်ခုလိုအပ်တယ်အဲ့တော့မြို့ပြမှာနေတဲ့ကလေးတွေအိမ်ထဲမှာအရန်ဆော့လို့မရဘူးဆိုရင်တစ်ပတ်တစ်ခါလောက်ပန်းချံလိုနေရာမျိုးကိုခေါ်သွားပြီးတော့ပြေးခိုင်းပါဆော့ခိုင်းပါလွတ်လွတ်လပ်လပ်ဂျွန်းထိုးခိုင်းပါခုံခိုင်းပါတကယ်လို့ကိုယ့်အိမ်ကမြင်ညီတဲ့လိုမျိုးတို့ဆိုလို့ရှိရင် trampoline ဆိုတဲ့ဟာရှိရခုံနဲ့အဝိုင်းလေအဲ့လိုမျိုးကိုခြံနဲ့ဝင်းနဲ့နေတဲ့လူတွေဆိုလဲဝယ်ထားလို့ရတယ် trampoline လို့အရာမျိုးလေးဝယ်ထားပါ trampoline ဆိုလို့ရှိရင်ကလေးတွေ outdoor သူတို့ရဲ့ body ထဲမှာသူတို့ soul ကိုမထားနိုင်တော့ဘူးဆိုရင်သူတို့ကခုံဖို့အတွက်လိုအပ်လာတယ်အဲ့ကမှာသွားပြီးခုံပလိုက်တယ်ဆိုလို့ရှိရင်သူတို့ soul တွေကပြန်ပြီးတော့ငြိမ်သွားတယ်ဒါသည် World of Education မှာဆရာကြီးဘူရော့စတိုင်နာပြောခဲ့တဲ့အချက်တွေပါအဲ့တော့ကျွန်မကိုမေးစရာရှိရင်မေးပါရှင်ဒီတစ်ခါကတော့ကျွန်မဒီလောက်မှရပ်ပါမယ်
ဆီယမရေတစ်ချက်လောက်မေးချင်လို့ပါတတလေအခုဝဲတော့မှာတော့ join နိုင်ပြီဟိုနှစ်ပတ်ကျော်လောက်တော့ရှိပြီမအေးနဲ့အတူတူလိုက်တာပေါ့နော်ဟယ်လို ဟုတ်ကဲ့ပြောပါနားထောင်နေပါတယ် ဟုတ်သူကကြောင်းမှာဆိုရင်လေတအားអော်တယ်တခြားတငယ်ချင်းတွေလည်းမခံနိုင်ဘူးပေါ့နော်ဆီယာမတွေကလည်းတိုးတိုးလို့ဖို့ပြောတယ်အဲ့ဒီအချက်လေးတွေရှိတယ်ဆိုရင်သူကနည်းနည်းစိတ်လုံရှားတဲ့အချိန်မှာလားဟို activity တစ်ခုနဲ့တစ်ခုပြောင်းတဲ့အချိန်မှာလည်းတအားអော်တယ် screen တအားလုပ်တယ်အဲ့ဒါလေးတစ်ချက်လည်းရှိတယ်ပေါ့နော်နောက်ပြီးတော့ဟွာသူကအဲ့လိုငြိမ်တဲ့နေရာတွေမှာသူမရသေးဘူးဆီယာမဟို story တိုင်းပြောတယ်ဆီယာမကတခြားကလေးတွေထိုင်နေသူမထိုင်နိုင်သေးဘူးနောက်ပြီးတော့ဟုတ်ပေါ့နော်အဲ့လိုငြိမ်လုံးရမယ့်နေရာတွေဆိုသူသိပ်မရဘူးအဲ့ဒါလေးတွေအခက်ခဲလေးတွေရှိတာတစ်ချက်လောက်ဆီယာမအကြံဉာဏ်လေးပေးပါဦးလို့ဆီယာမဟိုလာရင်နာဟိုဖာကွာတက်လိုက်တဲ့ကလေးလေးလာရင်ညာဟုတ်ကဲ့ဆီယာမဖာကွာတက်လိုက်တဲ့ကလေးလေးလာရင်ဟုတ်တယ်ဆီယာမအခုသူတက်တာနှစ်ပတ်ကျော်လောက်တော့ရှိပြီဟုတ်နှစ်ကြော်ပဲရှိသေးတာဟုတ်တယ်နှစ်နှစ်နဲ့တစ်လနှစ်လတည်းရောက်ပြီပေါ့ဆီယာမနှစ်ကြော်ပဲရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကနှစ်အရွယ်ကဘယ်လိုလဲဆိုလို့ရှိရင်နှစ်အရွယ်ရဲ့ကိုယ်တိုင်ကလည်းငြိမ်ထိုင်ဖို့ရမလွယ်ဘူးတစ်ချက်ပေါ့နော်နှစ်ချက်ကကြတော့သူတို့ story တိုင်းမှာငြိမ်မထိုင်ဘူးဆိုတာကသူကြားနေကြဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်လည်းဖြစ်တယ်ဟိုကထိုင်းလို့ပြောတော့သူနားလည်မှာမဟုတ်ဘူးသူနားလည်မှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့သူထိုင်ရကောင်းမှမသိသေးတာအဲ့တော့အနည်းဆုံးတော့3ဘတ်လိုလိမ့်မယ်3ဘတ်လောက်ကြာလို့ရှိရင်သူစပြီးသတိပြုမိလာလိမ့်မယ်ကလေးတွေကအားကြောင့်ကျွန်မပြောခဲ့တာလေ imitation လုံးဝ imitate လုပ်တယ်သူဆရာမကို imitate လုပ်မယ်ဘေးကတငယ်ချင်းတွေကို imitate လုပ်မယ် all storytelling ဆိုတဲ့အချိန်ပါလားဒီချိန်မှာငါတငယ်ချင်းတွေကထိုင်ပြီးနားထောင်နေတာပါလားငါလည်းထိုင်နားထောင်ရမယ်ဆိုပြီးတဖြည်းဖြည်းနဲ့သိလာလိမ့်မယ်ဒါကတစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဟောတဲ့အချက်ကကြတော့အဲ့ဒါကတော့လေသူကတကယ်တော့အော်တာဟုတ်ချင်မှာဟုတ်မယ်သူတခုခုကို communicate သူတခုခုကိုဟိုပြောချင်တာ communicate လုပ်ချင်တာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ तू သိတာကကြတော့ဗမာစကားဆရာမကကြတော့ထိုင်းဆိုတော့ तू ဘယ်လိုပြောရမှန်းမသိတဲ့အခါမှာ तू អော်လိုက်တယ်ဟုတ်အဲ့လိုမျိုးဖြစ်ကောင်းဆိုတော့ဆရာမကဒါကို complaint တက်တယ်ဆိုရင်တော့ကျမလည်းအိမ်မှာကြည့်ပါမယ်လို့ပဲပြောခဲ့ပါတကယ်တော့အဲ့ဒါကကြတော့ဆရာမတွေကကျောင်းမှာဒီလို activity တစ်ခုအ change တစ်ခုမှာဒီတိုင်း change မယ်လို့ပြောလို့မရဘူးဒါ word of ကျောင်းတွေမှာ activity တစ်ခုနဲ့တစ်ခု change မယ်ဆိုလို့ရှိရင်တခြင်းနဲ့ change ကို change ရတယ်တခြင်းလေးနဲ့ဆိုခလေးကဒီတခြင်းတန်ကြားပြီဆိုတာနဲ့လုံးဝမသိသေးတဲ့ကလေးတောင်မှဘေးပတ်ဝန်းကျင်ကကလေးတွေကိုကြည့်လိုက်လို့ရှိရင်ဥမာတခြားကလေးတွေကအရင်အဟောင်းကလေးတွေကပစ္စည်းတွေစသိမ်းနေပြီဆိုရင်ကလေးအစ်စ်ကလည်းအော်ဒီတခြင်းလေးဒီဆီယမဒီတခြင်းလေးဆိုလိုက်တယ်ဒီကလေးတွေကပစ္စည်းသိမ်းနေတယ်ဆိုသူလည်းပစ္စည်းလိုက်သိမ်းမယ်3ဘတ်တော့စောင့်ရမယ်အမဘာလို့လဲဆိုတော့2နှစ်လည်းဖြစ်တယ်ကလေးရလေ2နှစ်လည်းဖြစ်တယ်ကျမအမကိုdiscuss လုပ်ပေးခဲ့သလိုပဲ language မှာလည်းသူအခက်အခဲဖြစ်နေတာဆိုတော့သူ့အတွက်က set ချဖို့အရန်ခက်နေတာဟုတ်ကဲ့တောင်းကိုလည်း fit in ဖြစ်အောင်စူးစမ်းရတယ်ဘာသာစကားကိုလည်း fit in ဖြစ်အောင်စူးစမ်းရတယ်နောက်2နှစ်ကတငယ်ချင်းနဲ့မစော့တတ်သေးဘူး parallel play ပဲရသေးတယ်သူတယောက်တည်းပဲစော့အောင်မှာဖြစ်တယ်ဆိုတဲ့အခါကျတော့ activity တစ်ခုနဲ့တစ်ခုအပြောင်းမှာတငယ်ချင်းကိုကြည်တာမျိုးလဲသူရချင်မှရအောင်မယ်အဲ့တော့ तू ပြောချင်တယ် तू တစ်ခုခု तू စိတ်ထဲကဟာတစ်ခုခုကိုဖော်ပြချင်တဲ့အခါမှာမဖော်ပြတတ်သေးလို့အော်တာမျိုးလည်းဖြစ်မယ်အဲ့ချိန်မှာဆရာမကနေပြီးတော့ရှူဘာညာဆိုလို့ရှင် तू တဖြည်းဖြည်းနဲ့နားလဲသဘောပေါက်လာလိမ့်မယ်အမဟုတ်ဒီအမကကြတော့သဇင်ရှိမှာindividual discussion ယူထားတဲ့အမဒီအမကကြတော့သဇင်ကဒီအခုလိုမျိုး free talk တွေလည်းပြောပေးမယ်တကယ်လို့တဦးချင်းစီ individual အဲ့လိုမျိုးကလေးတွေမှာပတ်သက်တဲ့behavioral problem လေးတွေတခြားပြဿနာလေးတွေရှိရဆိုလဲ word of way နဲ့တွားခြင်းနဲ့သဇင်ရေကျောင်းကတော့တခြားကျောင်းပို့ထားတယ်ဒါပေမဲ့ကလေးတို့တော့အိမ်မှာအမကညီမက word of way နဲ့တွားခြင်းနဲ့ဆိုရင်တဦးချင်းစီကိုလည်းconsultant fees တစ်ခုနဲ့ discuss လုပ်ပေးပါတယ်ဟုတ်တခြားမေးချင်တာရှိရင်မေးပါရှင်ဟုတ်ကဲ့တီချာတင်တန်းလေးဖွင့်ရင်လည်းသိချင်ပါတယ်ရှင်တင်တန်းကတော့မဖွင့်ပြက်လောက်ဘူးတင်တန်းကမဖွင့်ပြက်လောက်ဘူးဆိုတော့အခုလိုမျိုးဒီလို free ဒါကိုတင်တန်းလို့ခေါ်မယ်ဆိုတော့ဒီလို free တင်တန်းလေးတော့တစ်လားတစ်ခါကျွန်မပေးသွားမယ်ကျွန်မဒီဘက်ကတင်လို့ရတဲ့ update တွေမှန်သမျှကိုပြောသွားမယ်ပေါ့နော်ဒါပေမဲ့ကလေးတစ်ယောက်ချင်းစီရဲ့individualize
individualize လုပ်ချင်တယ်ဆိုလို့ရှိရင်ကျမစီမှာခုနတင်နန်းဖွင့်နေဆိုတာကကျတော့ဟိုကအကြောင်းအတွက်လားဒါမှမဟုတ်ကိုယ်ကလေးအတွက်လား ဟုတ်ကဲ့အခုဆိုရင်လေကျောင်းမှာအဲ့ကိုဝင်ဆောင်နေတဲ့ဆရာမ2ယောက်ရှိရပေါ့နော်သူတို့ကိုကျွန်မကဒီကျွန်မပြောတာတဲ့ပေါ့နော်တီချယ်အဲ့လိုပြောတဲ့ဟာလေးသူတို့မွေးဖို့ဟိုနောက်တစ်2လဆိုရင်မွေးတော့မှာ2ယောက်စလုံးကလေအဲ့အချိန်မှာဆိုတော့ကိုဒါလေးတွေတီးလိုက်တဲ့ခါကျတော့ကိုပြောရင်じゃမပြည့်စုံမှာစိတ်ပူတာပေါ့အဲ့လိုမျိုးဆိုရင် training လေးတွေရှိရဲဆိုရင်သူတို့ကじゃလဲကျွန်မကြိုပြီးတော့မှဒီ training ရှိရဲဆိုတော့လဲကြိုပြောမထားလိုက်ရဘူးလက်ရှိရလဲသူတို့ကမွေးဖို့ကဒါ2လလောက်လိုတော့တာအเจ้าမှာပဲတာဝန်လဲထမ်းဆောင်နေသေးရဲ့ပေါ့နော်အဲ့ဒါကိုသူတို့လည်းပြောဖို့လဲတတိမရအောင်ဒီလောက်ထိအနုစိတ်ပါမယ်လို့လဲကျွန်မကကြိုမသိတော့လေအခုနားထောင်လိုက်တဲ့အချိန်မှာကျတော့သူတို့ဒါလေးဒါကြိုသိရင်ပိုကောင်းမှာပဲပေါ့အဲ့လိုလေးတွေးလိုက်မိလို့ရှင်တကယ်ကဒါမနုစိတ်သေးဘူးဒါအခုပြောနေနေစိတ်ထဲမှာအော်ဒီဟာကြံသွားပြီအော်ဒီဟာကြံသွားပြီဆိုပြီးတော့ကျွန်မတချို့ဟာတွေဟိုလေကျွန်မကတော့ဆရာဝန်လည်းဖြစ်တယ်ဒီ anthroposophy ကို medicine လည်းပြီး anthroposophic medicine လည်းပြီးပြီးသားဆိုတချို့ဟာလေးဆိုရင်ထပ် detail ဆင်းလို့ရတယ်ဒါပေမဲ့ detail ဆင်းလို့ရှိလို့ရှိရင် audience ကအရန်ပြင်းသွားမှာဆိုလို့ကျွန်မတချို့ဟာတွေခြံထားခဲ့တယ်ဆိုတော့အဲ့လိုမျိုးဟိုပါပေါ့နော်ဟိုကျောင်းဖွင့်ထားတာအတွက်ဆိုလို့ရှိရင်တော့ကျွန်မအဲ့လိုမျိုးတစ်ခုခုစီစဉ်ပေးလို့ရတဲ့ဟာစီစဉ်ပေးမယ်လေဥပမာကျောင်းကဆရာဆရာမ4-5ယောက်ရှိတယ်ဒီဆရာသမား4-5ယောက်အတွက်ဒီကျောင်းအတွက်ပဲ focus ထားပြီးတော့လုပ်ပေးပါဆိုတဲ့ဟာမျိုးတွေဒါအခုဆရာမပြောနေတဲ့အချိန်မှာကျွန်မ idea ရသွားတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အဲ့ဒါအတွက်ကျွန်မတင်ပေးပါမယ်အဲ့ဒါဆိုလို့ရှိရင်နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါကျေးဇူးပါရှင်မေးပါ10 မိနစ်ကြော်လေးကြံသေးတယ်ဒါကျွန်မနောက်လာမှာပြောမှာပါ5 key area sleep movement the meal rhythm ကဲဒီဟာလည်းနောက်တခြား perspective နဲ့ပြောမှာဒီဥစ္စာကကြတော့မေးခွန်းမရှိတာ2ခုဖြစ်နိုင်တယ်လုံးဝနားလည်သွားတာလည်းဖြစ်နိုင်တယ်လို့နားလည်ဖို့အတွက်အချိန်ယူနေရလည်းဖြစ်နိုင်တယ်ဟုတ်ကဲ့အဲ့ဒါဆိုကျမတို့ရက်မယ်နော်အဲ့တော့တက်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်